ဘာလို့လဲ own dictionary contest ပြိုင်ပွဲကစတင်နေပါပြီ။ကိုယ့်ရဲ့တနေ့တာလုပ်ငန်းခွင်3ဂျပန်စကားကိုတနေ့တစ်ကြောင်းရုံဘက်ကိုပို့ပေးရမယ်ပြိုင်ပွဲပါ။ဒီတစ်ခေါက်ခေါင်းစဉ်ကလုပ်ငန်းခွင်3ဂျပန်စကားစာကြောင်းတစ်ကြောင်းကို1မှတ်ပိုကောင်းမှုနဲ့စာကြောင်းဆိုရင်2မှတ်ပြိုင်ပွဲဝင်ကာလတစ်လျှောက်တစ်နှစ်ပတ်လုံးပေးပို့ရမှာဖြစ်ပြီးတော့အရေးအတွက်နဲ့အရေးအသွေးကိုကြည့်ပြီးအမှတ်ပေးဆုံးဖြတ်မှာပဲဖြစ်ပါတယ်။ပြိုင်ပွဲဝင်ကာလပြီးဆုံးတဲ့နောက်မှာအလုပ်မျိုးစားနဲ့လိုက်ပြီးနေ့စဉ်အသုံးဝင်မဲ့စကားစုတွေကိုပေါင်းချုပ်ပြီးစာအုပ်ထုတ်မှာဖြစ်ပြီးတော့အမျက်ငွေတွေကိုလည်းရာခိုင်နှုန်းရရှိမှာပဲဖြစ်ပါတယ်။အသေးစိတ်ကိုတော့ home page မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။အနိုင်ရရှိသူဝင်တာကဂျပန်ယန်1030နဲ့အခြားဒုတိယဆုတတိယဆုနှစ်သိမ့်ဆုများကိုပြင်ဆင်ထားပါတယ်။ပြိုင်ပွဲဝင်ရန်အကျုံးဝင်သူများကဂျပန်မှာနေထိုင်တဲ့ဂီနိုဂျီရှုစေထုတ်စတေဂီနိုဗီဇာနဲ့အလုပ်လုပ်ကိုင်နေသူတွေမြန်မာမှာနေထိုင်ပြီးဂျီနိုဂျီရှုစေထုတ်စတေဗီဇာနဲ့ဂျပန်ကိုလာဖို့ဗီဇာရရှိထားတဲ့သူတွေသာလျှင်အကျုံးဝင်ပါတယ်။ပြိုင်ပွဲမပြီးခင်ကာလတစ်လျှောက်အချိန်မရွေးဝင်ပြိုင်နိုင်တာဖြစ်တဲ့အတွက်ကြောင့်အားလုံးပါဝင်ရှင်ပြိုင်ပေးဖို့မျှော်လင့်ပါတယ်။